မျိုးစေ့လေးမနက်မိုးလေးလာပြီဆိုတော့ငါဒီနေ့မနက်မိုးလေးလာဆိုတော့ငါအောက်ထပ်ကိုဆင်းတော့မယ်လာလာကဲအောက်ထပ်ကိုရောက်ပြီဆိုတော့ငါဆောင်းလို့ရှိရငါပေါ်ရခန်းမှာအိတ်ကြဆိုတော့ကဆောင်းလို့ဒီအောက်ထပ်မှာလာလောက်ရတာဆိုတော့ဒီနေ့တော့ညောင်းတယ်ဒါပေမဲ့စင်ပြေပါတယ်ဆိုတော့ငါအောက်ထပ်ကိုတက်ပြီးတော့ညနေတူတိုက်လောက်လိုက်ပါအောင်မယ်လာ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 ညနေတူတိုက်လောက်လိုက်အောင်မယ်တက်လိုက်ပါအောင်မယ်ကဲမြမမျက်နှာလေးတပိသွားဆိုတော့အင်နာလေးတက်လိုက်ပါအောင်တွိုင်းလိုက်တက်လိုက်အောင်မယ်ခုမှပဲနေတာထိုင်တာရှိတော့တယ်အရင်လဲစပြေပေါ့နော်ကဲကျွန်မတို့ကပြောရရှိပါတယ်ကျွန်မမှာTikTokကလေးရှယ်ဆိုတော့အားလုံးကိုကျွန်မပေါ့နော်ပို့တော်လေးနဲ့တကွာရှင်းပြထားပါတယ်အားလုံးလည်းသိလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီTikTokကတော့ပေါ့နော်ဖားစုပေါ့နော် Avatar Work ကိုတင်ပါရှင်အားလေးဒီရဲ့အကောင့်ကလေးကိုတော့ကျွန်မမနေ့ဖတ်ကြရင်တင်ပေးပါမယ်ရှင်ဆိုတော့ guys စာလေးကိုမဖတ်ရသေးဘူးပြီးတော့ဖတ်လိုက်ကြအောင်နော်ကဲ crop ပြီးတော့ဆက်ရိုက်ပါမယ်ကဲတိုင်းနဲ့ကိုရတက်ပြီးတော့ဆိုရင်ချိုးရမယ်ကဲချိုးအင်ဂျင်လေးပြီးတော့ဆိုရင်ချိုးမယ်လာလာလာငါဒီနေ့တော့ဝယ်စားမယ်ကဲလက်ချိုးပြီးတော့ဆိုတော့ငါအင်ဂျင်စားတော့လဲလိုက်ပါအောင်မယ်လာလာလာဒီမုံဆိုင်ကတော့ညလည်းဖွင့်နေဆိုတော့အတော့ပဲငါအိမ်ဆိုင်လုပ်ပြီးတော့မှပဲပုတ်တော့ဝယ်စားမယ်ကဲအယူစားလဲပြီးတော့ဆိုတော့ငါစားတော့လောက်လိုက်ပါအောင်မယ်လေဆောင်းမဲဖြောမှာဆိုတော့ဆိုတော့ဒီမှာစားလေးလောက်လိုက်အောင်မယ်ဆရာမကတင်ချာရီတော့ခိုင်းထားဆိုတော့တင်ချာရီတွေ့ရမယ်လာလာလာကဲဆိုင်လဲကုန်ထွက်ပြီးသွားပြီဆိုတော့ငါမုတ်တော့ဝစ်စားမယ်အောင်မေပေါ့နော်အတန်လေးနည်းနည်းဆူညံသွားရင်လည်းတောင်းမှမှာရှင်ကျမအတန်တိုးသွားရင်လည်းတောင်းမှမှာရပေါ့နော်အားလေးတော့တိကန်ပေးချက်ပါကဲအောက်ထပ်ကိုဆင်းပါပြီနော် sorry ပါရှင်ကင်းအောက်ထပ်ကိုရောက်သွားဆိုတော့ပြင်မတော့ဝစ်စားမှာဆိုတော့ဒီမှာမစားရဘူးလေလာလာစားမဆိုင်ကငါရဲ့တိုက်အိမ်လေးနဲ့နီနီလေးပဲလေငါရင်ချက်တာရပဲမမတိုက်ကြီးလေးရှိတယ်ဆိုတော့ဆိုတော့ငါတစီငါပြီးတော့ပဲသွားလိုက်တော့မယ်အော်ကောင်းမလေးတယောက်ကငါ့ကိုတစီငါထားဆိုတော့ငါသွားလိုက်ပါမယ်ကွာငါဒီလိုပုံစံကြီးနဲ့သွားရင် तू ကကြိုက်ပါမလားမသိပါဘူးကွာဒါပေမဲ့လည်းသွားလိုက်ပါမယ်အကြိုက်ငါရဲ့တစီငါကားခရိုင်ပြီးတာပဲသူပြောတာတော့သူရဲ့အိမ်ကားရှိုးနာမှာလို့ပြောတာပဲသွားကြည့်လိုက်အောင်ပဲလေအော်ဟုတ်တာပဲဟိုကောင်မလေးချင်းနေဒါဆိုရင်ဒီမလေးရေကိုရောက်ပြီနော်သွားကြမယ်တစီတမကိုရောက်ပြီပဲဟုတ်ကဲ့အဲ့ဆိုသွားကြမယ်ဒါဆိုလဲလာလိုက်ခဲ့တက်ကားပေါ့ညီမလေးကပဲဆိုင်အောင်သွားမှာလေညီမလေးကပဲဆိုင်ကိုသွားမှာလဲဆိုရင်ဒီတည်းကနာမည်ကြီးလေ spicy ခေါ်ဆိုင်ကိုသွားမှာကိုကြီးအော်နောက်ပြီးဒါဆိုရင်ကောက်ဒီနားမှာပဲပါကင်ထိုးလိုက်တော့မယ်ကဲလာညီမလေးဆိုရင်ကိုကြီးဒီနားမှာစောင့်နေမယ်နော်
ကိုကြီးကဲဒါဆိုတော့ငါမုတ်ဝင်လာမယ်လေးရေသမီးလေး spicy sauce ကိုပေါ့နော်ဝဲတော့ပြပါဟုတ်ပြီသမီးရမယ်ခဏဆောင်ပါတနာ9မိနစ်ကြာတော့အခါမောင်းလိုက်ရပြီဆိုတော့ဟိုကိုရှိကိုသွားမယ်ကိုကြီးရေကျမမုံနေဝယ်လာပါပြီရှင်ပြန်လိုက်ဖို့ပါအောင်နော်โอเคဒါဆိုရင်လက်တက်ညီမလေးကလေဒီလားအကိုရဲ့တက်စီကိုခဏတိုင်းငါစီရယ်နော်ပြီးတော့ညီမလေးရဲ့နာမည်ကိုကိုမသိဘူးလေပြပါလားကိုရဲ့တက်စီကိုနေတိုင်းစီးနေရသူဆိုတော့နောက်က free တွေပါတယ်စီးခိုင်းလို့ရှိရင်အဆင်ပြေအောင်လုပ်ပါဟုတ်ကဲ့ရှင်ကျမရဲ့နာမည်ကတော့ပေါ့နော်မျိုးစေ့လို့ခေါ်ပါတယ်ရှင်သူများကတော့မျိုးစေ့လေးလို့ခေါ်ရပေါ့နော်သမီးရဲ့နာမည်ကတော့မျိုးစေ့ပေါ့နော်သမီးမျိုးစေ့လေးလို့ခေါ်လိုက်ရတယ်ဟုတ်ပြီဒါဆိုရင်ကိုကြီးပြန်ပြီနော်မလေးတော့ခါတက်စီစီးချင်ကိုယူ free ပဲစီးခိုင်းမယ်တိလားကျဲလားကိုကြီးအရန်ပြော့တာပဲကိုကြီးအောင်စီအိမ်ထဲဝင်တော့လေကိုကြီးမဝင်တော့ပါဘူးအဲ့ဆိုရင်ကိုကြီးသွားရင်နော်ဟုတ်ကဲ့ကိုကြီးကဲငါနောက်တစ်တက်စီဆွဲစရာရှိသေးရဲ့ထင်တာပဲဆိုတော့ကတက်စီဆွဲစရာတွေကတော့မရှိတော့ပါဘူးငါခုဒီအိမ်မှာတက်စီလောက်အောင်ပါဆိုဟုတ်တယ်ငါထိုင်အိမ်ရပဲအိမ်လည်းမသိဘူးကွာသွားလိုက်ပါအောင်မယ်တီဗီငါထိုင်အိမ်ကဒီနားအိမ်လေးပဲကဲဒီနားမှာရက်ဆောင်လိုက်ပါအောင်မယ်ကဲအိမ်ထဲလေရောက်လာရောကငါဒီနားလေးမှာပဲအပန်းဖြေစကန်ချလာအောင်ဆိုတော့မုံလေးစားလိုက်အောင်မယ်လေဝါအဲ့ဦးလေးစားငါအရင်စိုက်တယ်မုံလေးစုံရတယ် spicy sauce ဆိုရင်အရင်ကိုစားလို့ကောင်းတာပဲယူတို့လည်း sakura ဆိုတဲ့သူလေးဆိုလို့ရှိရင်ဒီဆိုင်လေးကိုတော့ဆက်ကြပါအောင်နော်ဒါနဲ့လေဒီလား spicy sauce ဆိုတာလေယူတို့ကြားဘူးမှာမဟုတ်ဘူးပေါ့နော်ကျမပေါ့နော်အဲ့လိုရှောက်ပြောလိုက်တာပါရှင်ဆိုတော့သိခံမိကြပါအောင်နော်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးကြရင်ပြန်တင်မယ်နော်အားလုံးပဲမျိုးစိလေးကနေဘိုင်ဘိုင်လို့နှုတ်ဆက်လိုက်ပါရှင်